အားလုံးပဲမင်္ဂလာပါ IDVerse ကနေကြိုဆိုပါရစေအခုဗီဒီယိုမှာတော့ကျွန်တော်တို့က Arduino ကိုစတင်နေရတော့မှာဖြစ်ပါတယ်အဲ့တော့ Arduino ဆိုတာဘာလဲပေါ့ Arduino ဆိုတာက electronic နဲ့ programming ကိုပေါင်းစပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ electronic project တွေကိုအလွယ်တကူတည်ဆောက်နိုင်အောင်ဖန်တီးပေးထားတဲ့ open source platform တစ်ခုဖြစ်ပါတယ် Arduino မှာ hardware ဘိုင်းနဲ့ software ဘိုင်းဆိုပြီးဘိုင်းနှစ်ပိုင်းရှိပါတယ်ဒီ hardware ဘိုင်းမှာဆိုလို့ရှိရင် Arduino ကုမ္ပဏီကထုတ်ထားတဲ့ Arduino ပုံမျိုးစုံပါဝင်ပါတယ်အဲ့တော့အခု hardware ဘိုင်းဖြစ်တဲ့ဒီ Uno ဘုတ်ကိုအရင်လေ့လာကြည့်မယ်ပေါ့နော် Uno ဘုတ်ကိုကြည့်ရင်ဒီအပေါက်တွေနဲ့pin number တွေကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီ pin number တွေကဒီ sensor တွေမီးလုံးတွေ motor တွေလာပြီးချိတ်ဆက်ပြီးအသုံးပြုရမယ့် input output IO pin တွေဖြစ်ပါတယ်ဒီ USB port ကတော့ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့ power ရယူဖို့နဲ့ program သွင်းဖို့အပြင်ဒီဘုတ်ထဲကနေအချက်လက်တွေကိုကွန်ပျူတာမှာပြန်ဖတ်ဖို့အတွက်အသုံးပြုလို့ရပါတယ်ဒီနောက်ဒီဘက်မှာမြင်ရတဲ့ဒီ power DC power jack pin ပေါ့နော်သူကကြတော့ဒီ power input အနေနဲ့5 volt ကနေတွဲဖို့အတွက်ကိုသူကနေပေးပြီးတော့ဒီဘုတ်ကို power ပေးလို့လည်းရပါတယ်ဒီထဲမှာအရေးကြီးဆုံးဖြစ်တဲ့ဒီတိတာထည့်ရှားတဲ့ဒီအမဲအောင်အချောင်းကြီးပေါ့နော်အဲ့ဒီကောင်ကကြတော့ဒီATmega 328P ဒီ microcontroller အမျိုးအစားဖြစ်ပါတယ်ဒီကောင်ကဒီဘုတ်တစ်ခုလုံးရဲ့အုံနောက်လို့လည်းပြောလို့ရပါတယ်ဒီကျွန်တော်တို့ကွန်ပျူတာကနေဒီကွန်ပျူတာကနေမှ USB port နဲ့ချိတ်ဆက်ပြီးတော့ program ကိုတွင်းလိုက်လို့ရှိရင်ဒီဘုတ်ထဲမှာ program ကလာပြီးတော့တင်ထားမှာဖြစ်ပါတယ်အဲ့ program ကိုမူတည်ပြီးတော့မှဒီ pin တွေပေါ့နော်ဒီ IO pin တွေကိုသူက program ကိုမူတည်ပြီးတော့မှထိန်းချုပ်ချိန်ခိုင်းမှာဖြစ်ပါတယ် Okay အခုကတော့ဒါကျွန်တော်တို့ Arduino Uno ဘုတ်ရဲ့ pin အောက်ကိုလေ့လာမှာဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်အပေါ်မှာ power pin power နဲ့သက်ဆိုင်တဲ့ pin တွေပါပါမယ်ဒီအောက်မှာကျတော့ဒီ A0 to A5 ပေါ့နော် analog နဲ့ဆိုင်တဲ့ pin 6 pin ပါပါတယ် Okay ညာဘက်ချမ်းမှာကျတော့ဒီ digital pin 0ကနေပြီးတော့13 ထိပေါ့နော်စုစုပေါင်း14 pin ပါပါတယ် digital pin ထဲမှာမှဒီ PWM pin က6 pin ပါပါမယ်သူကကျတော့ဒီ voltage ကိုအနည်းငယ်ကစားပေးလို့ရတယ်ပေါ့နော်ကစားလို့ရတဲ့ pin လေးဖြစ်ပါတယ်အမှာဒီဖုန်းမှာဆိုလို့ရှိရင်လည်းဒီလှိုင်းတွန်းလေးတွေပါတယ်ပေါ့နော်အဲ့ PWM pin တွေက Okay PWM pin အပြင်မှာဒီ digital pin တွေထဲမှာဒီ communication ပေါ့နော်အစင်းမြင့် module တွေစမ်းစာရင်းနဲ့ချိတ်ဆက်ဖို့အတွက်သုံးတဲ့ဒီ pin တွေပေါ့နော်ဒီ serial peripheral interface လို့ခေါ်တဲ့ SPI pin တွေဒီ universal asynchronous receive and transmit ဆိုတဲ့ UART ဆိုတဲ့ pin တွေပါတယ် communication pin တွေပါတယ်ပြီးရင်ဒီ inter integrated circuit လို့ခေါ်တဲ့ဒီ I2C communication နဲ့သုံးတဲ့ pin တွေပါတယ် Okay software ဘိုင်းမှာဆိုရင်လည်း Arduino IDE ကိုဒီ official website ကနေ download ဆွဲပြီးတော့ install လုပ်လို့ရပါတယ် software ဘိုင်းမှာဆိုရင်ကုတ်ရေးလို့ရတဲ့ code editor ပါတယ်ဒီရေးထားတဲ့ code တွေကို Arduino ဘုတ်ထဲကို program upload လုပ်လို့ရတဲ့ function တွေပါဝင်ပါတယ်software တွေထဲမှာဒီ Arduino IDE ကအလွယ်ကူဆုံးနဲ့အသုံးအများဆုံးဖြစ်ပါတယ်ဒါကြောင့်မို့ Arduino ဆိုတာကဒီကုတ်တွေနဲ့ electronic တို့ကြားကပေါင်းကူးတရားတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီကိုယ့်ရဲ့စိတ်ကူးညံကောင်းရင်ကောင်းတယ်လို့ electronic project တွေကိုလွယ်လွယ်ကူကူလုပ်ဆောင်နိုင်အောင်ကူညီပေးတဲ့ tool တစ်ခုလည်းဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနောက် project video တွေမှာပြန်တွေ့ကြမယ်ဗျာ